လူတန်းပေါင်းများစွာရဲ့အသက်ကိုကယ်တင်ခဲ့ပေမယ့်သမိုင်းစာမျက်နှာတွေမှာနှစ်ပေါင်းများစွာဖုံးကွယ်ခံထားခဲ့ရတဲ့လူတစ်ယောက်အကြောင်းကိုသင်လို့သိပါသလားသူဟာတနက်တစ်ချက်မှမပြတ်ခဲ့ဘူးစစ်မြေပြင်ကိုလည်းခြေတလားမှမနှင်းခဲ့ပါဘူးဒါပေမဲ့သူဟာဒုတိယကမ္ဘာစစ်ကြီးကိုနှစ်လောက်စောစီးစွာပြီးဆုံးစေခဲ့ပြီးလူပေါင်း14တန်းကျော်ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့သူပါသူကတော့တင်ချာပါရမီရှင်အလန်ကျူးရင်ပါပဲသူဘယ်လိုနည်းနဲ့ကဘာကြီးကိုကယ်တင်ခဲ့တာလဲပြီးတော့ဘာကြောင့်များဒီလောက်အောင်မြင်ခဲ့တဲ့သူဟာကြေကွဲစရာနီးကုန်းနဲ့အဆုံးသတ်ခဲ့ရတာလဲဆိုတာကိုဒီနေ့ recap မှာအသေးစိတ်ကြည့်လိုက်ကြရအောင်ဇလန်အစမှာ1950ခုနှစ်ကိုအရင်ပြပါတယ်အလန်ရဲ့အိမ်ဖောက်ထွင်းခံလာတော့ရဲတွေရောက်လာတဲ့အခါအလန်ရဲ့ထူးဆန်းတဲ့အမူအရာတွေကြောင့်ဆောင်းတော့ North ကသူ့ကိုတန်တရားမကင်းဖြစ်သွားပါတယ်။အဲဒီနောက်မှာတော့ဇလန်က1939ခုနှစ်ဒုတိယကမ္ဘာစစ်ကြီးစတင်ခြင်းကိုပြန်သွားပါတယ်။ဂျာမန်နာဇီတွေဟာ Enigma လို့ခေါ်တဲ့လျှို့ဝှက်စစ်ကြီးကိုတုံးပြီးသူတို့ရဲ့စစ်စင်ရဲ့အစီအစဉ်တွေကိုပေးပို့နေတာပါ။ဒီဆက်ဟာကုတ်ပေါင်းစမှုအရေးအတွက်ပေါင်းများစွာရှိနေပြီးညတိုင်း12နာရီမှာကုတ်တွေကိုအသက်လဲပစ်တာကြောင့်ဘယ်သူမှမဖော်နိုင်တဲ့စစ်ကြီးအထိကြွန်ကြားနေတာပါပေကင်အစိုးရဟာဒီကုတ်ကိုဖော်ဖို့အတွက်တင်ချာပညာရှင်တွေစစ်တူရင်ချန်ပီယံတွေကိုစူးစီးပြီး Bletchley Parker လှုပ်ဝက်စစ်ဌာနချုပ်မှအဖွဲ့ဖွဲ့ပေးလိုက်ပါတယ်။အဲ့ဒီထဲမှာပါရမီရှင်အလန်ကျူးရင်လည်းပါဝင်လာပါတယ်။အလန်ကတခြားသူတွေနဲ့မတူတာကြောင့်အဖွဲ့သားတွေနဲ့အဆင်မပြေဖြစ်ခဲ့ပါတယ်။တခြားသူတွေကကုတ်တွေကိုလက်နဲ့လိုက်တွက်ပြီးဖော်ဖို့ကြိုးစားနေချိန်မှာအလန်ကတော့ဆက်ကိုဆက်နဲ့ပဲတိုက်မှရမယ်ဆိုတဲ့အယူဆနဲ့အေယာမဆက်ကြီးတလုံးကိုစတင်တိဆောက်ပါတော့တယ်။ဒါပေမဲ့အခြေအနေဟာအလန်ထင်းတယ်လို့ချိုးမွေ့မနေပါဘူး။သူရဲ့အထက်လူကြီး Commander Dennis Tan ကအလန်ကိုအမြင်မကြည့်သလိုဆက်ကြီးကလည်းအချိန်အကြာကြီးယူပြီးဘာရလက်မှထွက်လာမခဲ့ပါဘူး။အလန်ဟာသူ့ရဲ့အစီအစဉ်ကိုဆက်လုပ်ခွင့်ရဖို့ဝန်ကြီးချုပ်ချာကြီးစီတိုက်ရိုက်စာရေးပြီးအကူအညီကောင်းခဲ့တာကြောင့်သာအဖွဲ့ကောင်းဆောင်ဖြစ်လာခဲ့တာပါ။အဲဒီနောက်မှာတော့သူဟာညံကောင်းလွတ်နဲ့ John Clark ဆိုတဲ့အမျိုးသမီးကိုအဖွဲ့ထဲခေါ်ယူခဲ့ပါတယ်။ဂျုံဟာအလန်ကိုကခြားအဖွဲ့သားတွေနဲ့ပြေးလေအောင်ဘလို့ဆက်ဆံရမလဲဆိုတာသင်ပေးခဲ့ပြီးအလန်ရဲ့စိတ်ဓာတ်ကိုခေါ်အားပေးခဲ့သူပါ။ဇလန်ထဲမှာအလန်ရဲ့ငယ်ဘော့ကိုလည်းပြထားပါသေးတယ်။ကျောင်းတုံးကအနိုင်ကျင့်ခံရတဲ့အလန်ကိုတငယ်ချင်းဖြစ်သူခရစ်စတိုဖာကကာကွယ်ပေးခဲ့ပြီးကုတ်ခွတ်ပညာတွေကိုသင်ပေးခဲ့တာပါ။အလန်ဟာခရစ်စတိုဖာကိုချစ်မြတ်နိုးခဲ့ပေမဲ့ခရစ်စတိုဖာကရုတ်တရက်ဖျားနာပြီးဆုံးပါသွားခဲ့ပါတယ်။ဒါကြောင့်လဲအလန်ကသူ့တိဆောင်နေတဲ့ဆက်ကြီးကိုခရစ်စတိုဖာလို့အမည်ပေးထားတာပါ။နှစ်သားကုံသွားတဲ့ဆက်ကြီးကကုတ်တွေကိုမဖော်နိုင်သေးပဲပလစ်တင်သင်္ဘောတွေဟာဂျာမန်တွေရဲ့တိုက်ခိုက်မှုကြောင့်ဒဇင်းပြီးဒဇင်းနစ်မိုးနေကြရပါတယ်။အလန်ကိုအလုတ်ထုတ်ဖို့အမိန်ကျလာတဲ့အထိအခြေအနေဆိုးရွားသွားခဲ့ပါတယ်။ဒါပေမဲ့တညမှာတော့ဘားတစ်ခုမှထိုင်နေတော့အလုတ်သမားလေးတယောက်ပြောလိုက်တဲ့စကားကနေအလန်ဟာအလင်းရောင်တစ်ခုကိုတွေးသွားပါတယ်။ဂျာမန်တွေပို့တဲ့ message တိုင်းမှာအငဲတန်းပါလိရှိတဲ့စကားလုံးတွေကိုသတိထားမိသွားပါတယ်။အဲ့ဒါကမနေ့တိုင်း6နာရီမှပို့လိရှိတဲ့မိုးလေဝသတဲ့နဲ့ Heil Hitler ဆိုတဲ့စကားလုံးတွေပါပဲ။အလန်ဟာဒီစကားလုံးတွေကိုအခြေခံပြီးဆက်ကြီးကိုပြန်လဲချိညိုင်လိုက်တဲ့အခါမှာတော့အန်အောစရာကောင်းအောင်အနစ်မာရဲ့ကုတ်တွေကိုဆက်ကြီးကစတင်ဖော်ထုတ်ပေးနိုင်ပြီခဲ့ပြီ။ဒါဟာသမိုင်းတစ်လျှောက်အကြီးဆုံးအောင်မြင်မှုပါ။ဒါပေမဲ့နောက်ထပ်ခက်ခဲတဲ့ပြင်သနာတစ်ခုပေါ်လာပြန်တယ်။ကုတ်တွေကိုဖော်နိုင်ပြီဆိုတာကိုဂျာမန်တွေကသိသွားခင်ရင်သူတို့ကကုတ်ကိုချက်ချင်းလဲပြမှာပါ။ဒါကြောင့်အလန်တို့အဖွဲ့ဟာဘယ်တိုက်ခိုက်မှုကိုတားဆီးရမလဲဘယ်တိုက်ခိုက်မှုကိုတော့လွတ်ပေးထားရမလဲဆိုတာကိုတင်ချာနီးနဲ့တွက်ချက်ပြီးလှုပ်ခွာထားခဲ့ရပါတယ်။ကိုလူမျိုးတွေတိတ်ဆုံးနေတာကိုသိနေရပေမဲ့စစ်ပွဲကြီးတစ်ခုလုံးကိုအနိုင်ရဖို့အတွက်သူတို့နှုတ်ပိတ်နေခဲ့ရတာဟာတကယ်ကိုစိတ်မကောင်းစရာပါမယ်။စစ်ကြီးပြီးသွားတဲ့အခါမှာတော့အစိုးရကဒီလုပ်ငန်းစဉ်အားလုံးကိုဖျက်ဆီးခိုင်းပြီးလျှို့ဝှက်ချက်အဖြစ်တင်စီလိုက်ပါတယ်။အလန်တို့အဖွဲ့ဟာလည်းတယောက်နဲ့တယောက်ဘယ်တော့မှမတွေ့ဘူးသလိုမျိုးခွဲခွာသွားခဲ့ရပါတယ်။ဇလန်ရဲ့အဆုံးမှာတော့1952ခုနှစ်ကိုပြန်ရောက်လာပါတယ်။အလန်ဟာလိန်တုချစ်သူဖြစ်နေတာကြောင့်အဲ့ဒီခေတ်ကဥပဒေအရအဖြစ်ပေးခြင်းခံရပါတယ်။သူဟာထောင်ကြမယ့်အစားသူ့ရဲ့သူတေသနာတွေကိုဆက်လုပ်ချင်တာကြောင့်စေဝါနဲ့ကုသမှုခံယူဖို့ရွေးချယ်ခဲ့ရပြီးခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာတွေပျက်စီးလာခဲ့ပါတယ်။နောက်ဆုံးမှာတော့ဒီကဘာကျော်သူရဲကောင်းကြီးဟာကုကိုကိုအဆုံးစီရင်သွားခဲ့ပါတယ်။အလန်ကျူရင်တီထွင်ခဲ့တဲ့အဲ့ဒီစက်ကြီးဟာဒီနေ့ခေတ်ကျွန်တော်တို့သုံးနေတဲ့ကွန်ပျူတာတွေရဲ့အခြေခံအုတ်မြစ်ထက်လာခဲ့ပါတယ်။အလန်တာမရှိခဲ့ရင်ဒုတိယကဘာစစ်ကြီးဟာနောက်ထပ်2နှစ်လောက်ကြာမြင့်သွားမှာဖြစ်တယ်လို့လူတန်းပေါင်းများစွာအသက်ဆုံးရှုံးရမှာပါ။ဒီဇလန်ကိုကြည့်ပြီးတင်တို့ရောဘလို့ခံစားရလဲ။တခါတလေဘသူမှမထင်မှတ်ထားတဲ့လူတွေကပဲဘသူမှမလုံနိုင်တဲ့အရာတွေကိုလှုပ်ပြသွားတတ်တယ်ဆိုတဲ့စကားကိုတော့တင်တို့သဘောတူကြလား။အလန်ကျူရင်ရဲ့ဘဝနီကုန်းအပေါ်တင်တို့ရဲ့အမြင်တွေကို comment မှာရေးပေးခဲ့ကြပါအောင်။